ချောင်းမျိုးနဲ့ပကဖသတင်းနဲ့ဆက်သွယ်ရေးရန်ရှင်းမှအတူတူကြောင်းကြပါတယ်ချောင်းမျိုးနဲ့ပကဖသတင်းနဲ့ဆက်သွယ်ရေးရန်ရှင်းမှအတူတူကြောင်းကြပါတယ်လက်တလောကာလတွင်မတမာသူများကမိဘပြည်သူများ၏မှတ်ပုံတင်နှင့်ဖိတ် ID များကိုအသုံးပြု၍ငွေကျပ်9000ဖြင့်မလုံးပေးကတေးပေးအကောက်ဖွင့်သည့်ဖြစ်စဉ်များဖြစ်ပွားနေပါသည်မိဘပြည်သူများ၏အရေးကြီးကိုယ်ရေးအချက်အလက်များဝယ်ယူအသုံးပြု၍တေးပေးအကောက်ပြုလုပ်ခြင်းသည်မူမမှန်သောလုပ်ရဖြစ်ကငွေကြေးလိမ်လည်ခြင်းတရားမဝင်လောင်းကစားအလုပ်များပြုလုပ်ခြင်းနှင့်တရားမဝင်ငွေကြေးလွှဲပြောင်းခြင်းများပြုလုပ်ရန်အတွက်ရည်ရွယ်ခြင်းသာဖြစ်နိုင်ပါသည်မိမိမှတ်ပုံတင်ဓာတ်ပုံနှင့် ID တို့အသုံးပြုကပြုလုပ်ထားသောတေးပေးအကောက်ဖြင့်ငွေကြေးလိမ်လည်မှုနှင့်ရာဇဝတ်မှုများပြုလုပ်လျင်ဥပဒေသဘောအရမှတ်ပုံတင်ပိုင်ရှင်ကိုသာစစ်ဆေးအရေးယူခံရနိုင်ပါသည်တို့ဖြစ်ပါ၍မိမိတို့၏အရေးကြီးကိုယ်ရေးအချက်အလက်များကိုဥဒဝထံမယောင်းချရန်နှင့်ကိုကိစ္စများတွေ့ရှိပါကဒေသခံအဖွဲ့အစည်းများထံအချိန်မီသတင်းပို့ကြပါရန်အတည်ပြုအပ်ပါသည်